တင်းရဲ့မိသားစုထဲမှာနမိတ်လက္ခဏာစတင်မြင်တွေ့ရလိမ့်မယ်ဟာလေလုယာတင်းရဲ့အတ္တထဲမှာနမိတ်လက္ခဏာစတင်မြင်တွေ့ရလိမ့်မယ်အပြင်ပန်းဘာမှမမြင်ရတဲ့ဓမ္မအထဲမှာစတင်တော့ဝမ်းမြောက်ခြင်းတွေအထဲမှာစတင်တော့အောင်မြင်တဲ့သူဖြစ်တယ်ဆိုကိုစိတ်ချတဲ့သူတွေရဲရဲတဲ့သူတွေပြတ်သားတဲ့သူတွေငါအိမ်ကိုရှုတောင်းရအိမ်ဟူခေါ်ဝကြလက်တဟူကျမ်းစာနဲ့လာတော့လေသင်တို့ဒီထိုးအိမ်ကိုဓမြတွင်ဖြစ်စေကြပြီတကားဟုမိန်ယခင်တော့ငါတော့ဗိမာန်တော်ဆိုတာက location တစ်ခုပြောတာဖြစ်တယ်ဒီနေ့ဘာကိုအဓိကပြောနေလဲ location က According to ဩဝါဒစာပထမဆုံး 1 Corinthians chapter 6 verse 19 and 20သင်တို့ကိုခဏဒီဖယားသခင်ဤဖျားကပေးသနာမှုတော့ဝိညာဉ်တော်ဒီဟုတော့တင်တို့ထဲ၌ကျင်းဝတ်တော့တရှင်တော်ဝိညာဉ်တော်ပါလဲဟာပြောရပါလဲဒီဗိမာန်တော်ထဲမှာတင်စားဖို့ဝတ်ဖို့နေဖို့ထိုင်ဖို့အောင်မြင်ဖို့ကျွဲဝဖို့ဆိုတဲ့အရာထက်မကြည့်အဲ့ဒီဟာတွေများလာပြီးဆူတောင်းတာနဲလိုက်ဘာဖြစ်လဲတဲ့လာကြီးကိုမောင်းမတော့စိုးရင်ချင်းနေရာယူလာအောင်စိုးရင်ချင်း6ရင်ချင်းနေရာယူလာဒီထဲမှာဖះဒီတလုံးမှာဖះခင်ကဆရာကိုစာအုပ်ရေးခိုင်းတယ်အခုစတင်မစာအုပ်ရေးနေအဲ့စာအုပ်ကဘာလဲဆိုတော့ထွက်လာမှပြောမယ်ပြောလိုက်ပါမယ်ခေါင်းစဉ်ပြောလိုက်ပါမယ် prayerful life or fearful life မင်းမဆူတောင်းရင်မင်းထဲမှာရှိမှာဘလို့စားမလဲဘလို့ဝဲမလဲငါဘလို့ရှေ့ဆက်ဘလို့သွားမလဲငါဘလို့ဆက်လောမလဲငါဘလို့ဘလို့ဖြစ်လာမလဲငါသားသမီးငါဘလို့ထားမလဲ come on prayer prayerful life or fearful life that's a choice တကယ်ပဲတကောနဲ့အသက်ရှင်ခြင်းနဲ့ဆိုရင်ဆုတောင်းဖို့ဘုရားခင်စကားပြောနေပြီ hallelujah တကယ်ပဲ prayerful life က powerful life ပဲဆုတောင်းခြင်းအတ္တဖြစ်လာရင်တကောနဲ့စတဲ့အသက်ရှင်တဲ့သူဖြစ်လာလိမ့်မယ်ဘုရားခင်ငါတို့ကြောက်တတ်တဲ့စိတ်မပေးဘူးတကောပါတဲ့စိတ်ကိုပေးတယ် come on တကောပါတဲ့စိတ်ဒီမိသားစုတွေထဲမှာဘလောက်ပဲဆူတောင်းဘလောက်ပဲစူးစမ်းတကောပါတဲ့စိတ်မရှိသင်လုံးသမျှမှာအောင်မြင်မှာမဟုတ်ဘူးဒါပေမဲ့တကောပါတဲ့စိတ်ရှိလာပြီဆိုလုံးသမျှမှာအောင်မြင်တဲ့သင်တော်ဖြစ်လာလိမ့်မယ် hallelujah ဘာပဲလုံးသင်မှာဘာရှိရမလဲတကောပါတဲ့စိတ်ပြောအားလုံးဘာရှိလဲပြောဘာရှိရမှာလဲဒီသင်တော်မကြခင်ကျွဲဝါတဲ့သင်တော်ဖြစ်မယ်ကျမ်းမာတဲ့သင်တော်ဖြစ်မယ်အောင်မြင်တဲ့သင်တော်ဖြစ်မယ်ယုံကြည်တဲ့သူအာမင်ချူရယေခါပါရာမစေတရေမိုရှိတီယာကဘာဒီတော့မရှိတဲ့အားလုံးစတဲ့ဆူတောင်းမယ်အားလုံးစတဲ့ဆူတောင်းမယ်ဒီစတဲ့မလို့ဆူတောင်းဖို့ဆုံးဖြတ်ချက်ချရင်တင်းထဲမှာဖြစ်လာမယ့်အရာတကောပါတဲ့စိတ် hallelujah hallelujah တကောပါတဲ့စိတ်ရှိလိုက်တဲ့ဘသူအားပေးမပေးဘသူတဲ့ဘာမှရှိမရှိ hallelujah ပတ်ဆိုင်ရှိမရှိခရုံးမဆိုင်ဘူးဘာဖြစ်လို့လဲငါ့ဘက်မှာဖျားရှိတယ်ဆိုတာငါသိတယ်ရှာထယာကဘာငါ့ဘက်မှာဖျားရှိတယ်ပြောငါ့ဘက်မှာဖျားရှိတယ်ဘုရားခင်ဒီငါ့ဘက်မှာရှိအဖေသူဒီငါ့တစ်ဘက်မှာရပ်တည်နိုင်ပါလေ hallelujah ယုံကြည်တဲ့သူ hallelujah လို့အားရပွားရချီးမွမ်းရရှာထယာကဘာဒီတင်တော့ house of miracle အပတ်တိုင်းမှာတက်တဲ့ခန်းချက်တွေထွက်ပေါ်လာရမယ်အပတ်တိုင်းမှာချမ်းသာခြင်းတွေဖြစ်နေရမယ်အခုဒီနေ့ထဲမှာပင်လေဒီနေ့မှာချမ်းသာခြင်းတွေခန္ဓာကိုယ်ထဲမှာစတင်နေရယူနေပြီ hallelujah amen